ချိန်မိနစ်30တရားထိုင်မှာဖြစ်ပါတယ်မိမိတို့ရဲ့ခန္ဓာကိုယ်အရိယာပုဂ္ဂိုလ်စိတ်တိုင်းကြပြင်လိုက်ပါအမျိုးသားများကတင်းမြင့်ပွေထိုင်ပါအမျိုးသမီးများလည်းတင်းမြင့်ပွေထိုင်လို့ကထိုင်နိုင်ပါတယ်ကြုံကြုံလေးထိုင်လို့ကထိုင်နိုင်ပါတယ်ခန္ဓာကိုယ်စိတ်တိုင်းကြပြင်ထိုင်လိုက်ပါမိမိတို့ရဲ့အရိယာပုစိတ်တိုင်းကြပြီဆိုရင်ဘယ်ဘက်လက်ပေါ်ညာဘက်လက်ကလေးတင်ပါခါကလေးကပုံမှန်ထားပါကောင်းရှိမငုတ်စေနဲ့ကောင်းနောက်မလန့်စေနဲ့မျက်စိကိုဇင်းငယ်မြမှိတ်ထားလိုက်ပါအရိယာပုကိုတေချာပြင်ပါစိတ်တိုင်းမကြသေးရင်ပြန်ပြင်ပါပြင်ပြီးပြီဆိုရင်လှုပ်ဖို့မစင်စားပါနဲ့ကိုယ်ခန္ဓာကိုယ်အနေထားပုံစံကိုတေချာချိန်လိုက်ပါအခုတရားထိုင်မဲ့အချိန်တော်တွင်းမှာအရိယာပုမလှုပ်မလက်မယိမ့်မယိုင်ဖို့အတွက်ပြင်ဆင်မှုစိတ်တိုင်းကြသွားပြီဆိုရင်နာသီဝကိုတတိကပ်ပါဝင်လေထွက်လေမြင်အောင်ကြည့်ပါအာယုံတစ်ပါးစိတ်မသွားစေနဲ့နာသီဝလေးလေးဝင်ရင်ဝင်သွားတဲ့သဘောနာသီဝလေးလေးထွက်ရင်ထွက်သွားတဲ့သဘောရှိနေပါတယ်ဖြစ်နေပါတယ်သေချာကြည့်ပါမြင်အောင်ကြည့်ပါဝိပဿနာအစဝင်လေထွက်လေကားတဲ့ငကိုရှိပြီးသားဝင်လေထွက်လေလေးငကိုဖြစ်ပြီးသားဝင်လေထွက်လေလေးကိုတတိလေးထားပြီးကြည့်ပေးနေုံပဲနောက်သူကလေလေးဝင်ရင်ဝင်သွားတဲ့သဘောတေချာကြည့်ပေးလိုက်ပါနောက်သူကလေလေးထွက်ရင်ထွက်သွားတဲ့သဘောတေချာကြည့်ပေးလိုက်ပါဝင်လေလေးကနာသီဝမှာတိုးဝင်သွားတယ်ဖြောင်းဖြောင်းတန်တန်လေးပဲထွက်လေလေးကနာသီဝမှာတိုးထွက်သွားတယ်ဖြောင်းဖြောင်းတန်တန်လေးပဲဒါလေးကိုတတိနဲ့ကြည့်ပေးနေုံပဲတခြားဘာမှမကြည့်ပါနဲ့ဘယ်နေရာမှမကြည့်ပါနဲ့ငကိုရှိပြီးသားဖြစ်ပြီးသားဝင်လေထွက်လေလေးကိုပဲတတိထားပြီးတော့ကြည့်ပေးပါလေးလေးဝင်သွားတဲ့သဘောလေးလေးထွက်ရင်ထွက်သွားတဲ့သဘောပုံမှန်ရှိပြီးသားပုံမှန်ဖြစ်ပြီးသားအထူးရှာနေစရာမလိုဘူးတဲ့လိုက်ပြီးကြည့်နေစရာလည်းမလိုဘူးတဲ့တတိထားပြီးတော့ကြည့်ပေးုံပဲတဲ့ဝင်လေထွက်လေရဲ့သဘောကိုတေချာကြည့်ပါဝင်လေထွက်လေရဲ့သဘောကိုမြင်အောင်ကြည့်ပါဝင်လေထွက်လေရဲ့သဘောကိုဂရုစိုက်ကြည့်ပါဝင်လေထွက်လေရဲ့သဘောကိုစူးစိုက်ကြည့်ပါတတိသည်ဘယ်မှမရောက်စေနဲ့နာသီဝဝင်လေထွက်လေကိုပဲစူးစိုက်ပြီးတော့တည်နေလိုက်တယ်မိမိတို့ရဲ့နာသီဝမှာဝင်လေထွက်လေလေးကိုပဲတတိထားစူးစိုက်ပြီးတော့ကြည်နေရင်အာယုန်တွေဘယ်မှမရောက်တော့ဘူးမြင်ခဲ့ဘူးတဲ့အာယုန်ကြားခဲ့ဘူးတဲ့အာယုန်နာခဲ့မွေးခဲ့ဘူးတဲ့အာယုန်ထိခဲ့ဘူးတဲ့အာယုန်စားခဲ့ဘူးတဲ့အာယုံဘယ်အာယုံမှမရောက်တော့ဘူးတဲ့ဩဒိဇာပြန်လွှဲမှုတွေမဖြစ်တော့ဘူးတဲ့စိတ်တွေကြောက်ကြရမဖြစ်တော့ဘူးတဲ့မိမိရဲ့နှာသီးဝါမှာပဲတတိလေးကပ်ပြီးတော့လေးလေးတိုးဝင်ရင်ဝင်သွားတဲ့သဘောလေးလေးတိုးထွက်ရင်ထွက်သွားတဲ့သဘောဒီသဘောလေးပဲကြည့်နေလိုက်တတိထားပါတတိမလွတ်ပါစေနဲ့အာယုံတစ်ပါး
စိတ်မသွားစေနဲ့တတိဆိုတာပိုတယ်လို့မရှိပါဘူးဟောဝရိယကြတော့လိုတာလည်းရှိတယ်လွန်တာလည်းရှိတယ်တမာတိလည်းထုတ်အတူပဲလိုတာလည်းရှိတယ်လွန်တာလည်းရှိတယ်တတိဝိရိယရှိမှတမာတိဖြစ်မယ်တဲ့တတိလို့ရင်တမာတိပြုတ်ကြမယ်ဝရိယလိုရင်သို့မဟုတ်ဝရိယလွန်ရင်တမာတိပြုတ်ကြမယ်တတိဝိရိယတော့ရှိပြီတမာတိဖြစ်ပြန်ပြီဆိုရင်လည်းအဲ့ဒီတမာတိကလွန်ကဲသွားရင်လည်းပြုတ်ကြမှာပဲတတိဆိုတာတော့ပိုတယ်လို့မရှိဘူးတဲ့အဲ့ဒီတတိကိုကြီးစွာထားပြီးတော့ဝရိယလည်းမလိုအောင်ဝရိယလည်းမလွန်အောင်တမာတိလည်းမလိုအောင်တမာတိလည်းမလွန်အောင်စူးစိုက်ပြီးတော့ကြည်နေရင်ဝင်လေထွက်လေကိုတေချာတွေ့ပါလိမ့်မယ်နာသူကမှလေးလေးတိုးထီဝင်သွားတယ်နာသူကမှလေးလေးတိုးထီထွက်သွားတယ်တေချာကြည့်နော်ရှိပြီးသားရှာနေစရာမလိုဘူးလိုက်ကြည့်စရာလည်းမလိုဘူးဝင်လေဘက်မှာလည်းရှာနေစရာမလိုဘူးအသက်ရှင်နေပြီဝင်လေရှိပြီးသားထွက်လေဘက်မှာလည်းရှာနေစရာမလိုဘူးအသက်ရှင်နေပြီထွက်လေရှိပြီးသားဝင်လေဘက်မှာလည်းလိုက်ကြည့်စရာမလိုဘူးငါကိုရှိပြီးသားပဲထွက်လေဘက်မှာလည်းလိုက်ကြည့်စရာမလိုဘူးရှိပြီးသားကြီးလေအဲ့ဒီရှိပြီးသားဝင်လေထွက်လေလေးကိုပဲတတိနဲ့စောင့်ကြည့်ပေးရတာတတိထားဝရိယဆိုင်အာယုံတစ်ပါးစိတ်မသွားစေနဲ့တတိထားဝရိယဆိုင်ပြီးတော့ဝင်လေထွက်လေကိုအချက်တိုင်းမလွတ်တမ်းမြင်နေပြီဆိုရင်တမာတိတီလာမယ်ကြည်လာမယ်ခိုင်လာမယ်တဲ့ငါတို့ကလေးလေးတိုးဝင်သွားတယ်ငါတို့ကလေးလေးတိုးထွက်သွားတယ်ဝင်တိုင်းထွက်တိုင်းအချက်တိုင်းတတိထားပြီးတော့မြင်နေပြီသိနေပြီဆိုရင်တဲ့တမာတိရဲ့ဒီပါတမာတိရဲ့ကြည်ပါတမာတိရဲ့ခိုင်ပါလို့ပြောနေစရာမလိုတော့ဘူးတဲ့တတိဝရိယရှိနေမှာတော့တမာတိယဖြစ်ပြီလေတတိဟာအရေးကြီးပါတယ်တတိဒီလောက်ထားနေတဲ့ဂျားတွေကအိတ်ချင်တဲ့စိတ်ငိုက်ချင်တဲ့စိတ်ရင်းချင်တဲ့စိတ်ရိုင်းချင်တဲ့စိတ်ခန္ဓာကိုယ်ကငိုက်ကနေစိုက်ကနေဖြတ်ကနေဖြစ်သွားတတ်တယ်နော်အဲ့ဒါတတိလွတ်တာပဲဒီနာသူကဝင်လေထွက်လေလေးဝင်တိုင်းထွက်တိုင်းဝင်တိုင်းထွက်တိုင်းမှာအဲ့ဒီဝင်လေထွက်လေချက်တိုင်းကိုတခုနဲ့တခုမလွတ်တမ်းတတိကမထားနိုင်တော့တခါတလေလေးကဝင်သွားတယ်ထွက်သွားတယ်ဖြတ်ဆိုကောင်းအောင်ငိုက်သွားတယ်ဟောတတိကလွတ်သွားတာဝင်လေတစ်ချက်ထွက်လေတစ်ချက်ဝင်လေထွက်လေတစ်စုံတစ်ချက်ဆိုတာမသိတော့ဘူးထိနာမိတ်တာနိဝရဏတရားတွေပဲတိခွင့်ရမယ်သူတော်ကောင်းတရားတွေကိုပိတ်ဆို့ပြစ်တဲ့တရားနိဝရဏတွေနိဝရဏတရားမှန်တယ်များဘယ်တရားမှမကောင်းဘူးကာမဂုဏ်နဲ့ပတ်သက်တဲ့နိဝရဏအိတ်ချင်ငိုက်ချင်တဲ့နိဝရဏပြန်လွင့်ခြင်းနဲ့နိဝရဏတွေဝေတတ်တဲ့နိဝရဏနိဝရဏတရားမှန်တယ်မြတ်သိခွင့်ရမယ်ပိတ်ဆို့တာပဲတဲ့ယူပါအောင်တတ္တယုံကန္နာဝရတာယုံဖွတ်တပါယုံအစင်းအတန်နတ်အရတာတွေ့ထိเสีย
အဲ့ဒီကာမဂုဏ်ဆိုတဲ့និဝရဏတွေလည်းအဝင်မခံနဲ့တဲ့အိုးဘာလို့ရမလဲဘာကမ်းရမလဲဘယ်လိုရှုရမလဲဘယ်လိုမှတ်ရမလဲပြောပေးနေတာပဲသင်ပေးနေတာပဲသိနေပြီပဲရှုပုံရှုနည်းလဲသိနေရတဲ့စိတ်တွေကတော့လိုတောင်းလိုအိမ်လိုလုပ်ငန်းကိစ္စလိုဖြစ်တတ်တဲ့ဗျာပါဒនិဝရဏတွေလည်းအဝင်မခံနဲ့တဲ့အိတ်ချင်တာလိုငိုက်ချင်တာလိုဆိုတဲ့ထိနာမိတ်တនិဝရဏတွေလည်းအဝင်မခံနဲ့တဲ့တွေးချင်တာလိုငေးချင်တာလိုဆွေးချင်တာလိုစိတ်ကူးရင်ချင်တာလိုဝိဇ္ဇာဆိုတဲ့និဝရဏလည်းအဝင်မခံနဲ့တဲ့အဲ့ဒါအမိုက်တွေဘာမိုက်တွေလဲဆိုကိလေသာအမိုက်တွေသိခွင့်ရမယ်သူတော်ကောင်းတရားတွေကိုပိတ်ဆို့ပြစ်တဲ့တလုံးနဲ့ပြောရင်និဝရဏအဝင်မခံပါနဲ့တတိနဲ့ကာစီပြီးတွန်းထုတ်လိုက်ပါဝင်လေထွက်လေကိုအချက်တိုင်းမှာတတိရှိနဲ့ကြည့်တတ်ပြီဆိုရင်တဲ့ကာမိသနာនិဝရဏဗျာပါဒនិဝရဏထိနာမိတ်တនិဝရဏဩဒိစ္စကောကုသនិဝရဏအဝိဇ္ဇာនិဝရဏပိတ်ဆို့ပြစ်တဲ့တရားတွေဘယ်တရားမှမဝင်တော့និဝရဏတရားတွေကတတိကြတော့ကြောက်တဲ့အဲ့ဒီတတိရှိနေရင်និဝရဏတရားတွေဘယ်သူမှမဝင်နိုင်ဘူးတဲ့နိုင်တဲ့နည်းကတော့ရှိပြီးသားပဲအနိုင်ယူတတ်ဖို့ပဲလိုတယ်ပြောပြီးပြီနော်ကိလေသာအမှိုက်ဆိုတဲ့និဝရဏတွေကိုတတိနဲ့ပဲနိုင်တဲ့တတိကြီးထားနေရင်မိမိတို့ရဲ့နှာသူကဝင်လေထွက်လေကိုဝင်တိုင်းထွက်တိုင်းသိနေတယ်တေချာကြည့်ပေးပါနာသူအောင်မလေးလေးကဒုတိဝင်သွားတယ်နာသူအောင်မလေးလေးကဒုတိထွက်သွားတယ်တကယ်တမာတိအားကောင်းလာပြီဆိုရင်တဲ့ပထမတော့ဝင်လေထွက်လေလေးကိုမြင်နေတယ်တဲ့တမာတိတွေတဖြည်းဖြည်းနဲ့တီကြီးခိုင်ခန့်လာပြီဆိုရင်ထီသဘောလေးကိုမြင်နေတဲ့ဒါတမာတိကအလုံးလုံးပေးသွားတာပဲဟိုကိုကပြန့်လွင့်ပြီးတမာတိတွေကျဲနေတယ်ဆိုရင်တော့ဝင်လေထွက်လေလဲချက်တိုင်းမမီတော့ဘူးထီသဘောလည်းမသိတော့ဘူးတဲ့စစ်ကြည့်လိုက်ပါမိမိကိုမိမိမေးပြီးတော့စစ်ကြည့်လိုက်ပါအာယုန်တွေထဲမှာရောက်နေသလားဗျာပါဒထဲမှာရောက်နေသလားအိတ်ချင်တဲ့စိတ်နိုင်ချင်တဲ့စိတ်ထဲမှာရောက်နေသလားပြန့်လွင့်တဲ့ထဲမှာရောက်နေသလားတွေးတဲ့ငေးတဲ့ဆွေးတဲ့ထဲမှာရောက်နေသလားအဲ့ဒီထဲမှာရောက်နေပြီဆိုရင်တော့និဝရဏတွေကအကြိုက်ပေါ့ငကောမှအမိုက်ပုံကြီးကကြီးတဲ့ကြီးနေတာမရှင်းလေအမိုက်ပုံကြီးကကြီးလာလေများလာလေនិဝရဏအမိုက်တွေကိုရှင်းရမှာကတတိပဲအရင်ဆုံးရှင်းထုတ်ပလိုက်ခန္ဓာထဲမှာရှင်းပြီဆိုလင်းသွားပြီခန္ဓာထဲမှာလင်းနေမှာတော့ယောဂီတို့ရဲ့နှာသူကဝင်လေထွက်လေကိုချက်တိုင်းသိနေပြီမလွတ်တမ်းရှုပါမိအောင်ရှုပါတတိထားပြီးတော့ရှုပါဝင်တိုင်းထွက်တိုင်းဝင်လေထွက်လေလေးကိုမလွတ်စေနဲ့မိအောင်ရှုတတိထားပြီးတော့ရှုသူတော်ကောင်းအလို့လုံတဲ့နေရာမှာဆိုရင်ခန္ဓာကိုယ်ကြီးကတော်ခိုင်းယူရတာနော်တော်ကိုကြက်မှတ်ပြီးတော့တတိထားပြီးတော့ခိုင်းယူရတာဘလို့ခန္ဓာကြီးလေဒီမှာသူတော်ကောင်းတရားအထုတ်နေတယ်လေငြိမ်နေစမ်းပါဘယ်និဝရဏမှာဝင်မခံနဲ့တတိယအတွင်ပေးပြီးတော့ရှုနိုင်မှာတော်ရုံကြတာသို့မဟုတ်ရင်ခန္ဓာကြီးကငကိုအားမှာကိလေသာတွေဘလဘွားနဲ့
ပေါက်ပဲရှာနေတယ်ဒီစိတ်ကမျက်စိပေါက်ကထွက်ပြေးရမလားနားပေါက်ကထွက်ပြေးရမလားနှာခေါင်းပေါက်ကထွက်ပြေးရမလားလျှာပေါက်ကထွက်ပြေးရမလားကိုယ်ပေါက်ကထွက်ပြေးရမလားအာယုံဝင်ရာတကားပေါက်တွေကဖွင့်ထားတာဆိုတော့ပြေးကျင်နေတာလွင့်ကျင်နေတာဒါကိုတတိနဲ့နိုင်အောင်ထိန်းပါတတိရှိရင်မလွတ်ပါဘူးတတိရှိရင်ဘယ်မှမပြေးဘူးတတိရှိရင်ဘယ်အာယုံနောက်မှမလိုက်ဘူးတဲ့ဝင်လေဝင်တိုင်းသိပေးလိုက်ပါထွက်လေထွက်တိုင်းသိပေးလိုက်ပါဝင်လေဝင်တိုင်းသိပေးလိုက်ပါထွက်လေထွက်တိုင်းသိပေးလိုက်ပါဝင်လေထီတိုင်းသိပေးလိုက်ပါထွက်လေထီတိုင်းသိပေးလိုက်ပါတမာရီအကောင်းလာပြီဆိုရင်ဝင်တိုင်းထွက်တိုင်းလည်းသိပါပြီဝင်လေထီတိုင်းလည်းသိပါပြီဝင်လေထီထွက်တိုင်းလည်းသိပါပြီယောဂီတို့ဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်ပြီးတမာတိထူထောင်လာတာအချိန်15မိနစ်ရှိသွားပါပြီအချိန်15မိနစ်ဆိုတော့ဝင်လေထွက်လေကိုတတိနဲ့တကယ်ရှုကပ်ပြီးမိနေတဲ့ပုံကိုဆိုရင်တမာတိကတော်တော်ခိုင်လာပါပြီမလုံးမလဲတဲ့တမာတိမယိမ့်မယိုင်တဲ့တမာတိတည်ကြည်တဲ့တမာတိခိုင်ခန့်တဲ့တမာတိရပြီဆိုရင်တဲ့ခန္ဓာဘက်ကိုညံလှည့်ကြည့်လိုက်ပါခန္ဓာဘက်ကိုညံလှည့်ကြည့်တော့မယ်ဆိုရင်တဲ့နာသီဝဝင်လေထွက်လေဖြုတ်လိုက်ပါမိမိကိုမိမိအတိဆုံးပါမေခွန်းဆိုတာဘယ်သူမှမေးရမှာမဟုတ်ဘူးကိုကိုပြန်မေးဒီကြီးခိုင်ခန့်တဲ့တမာတိရပြီလားငြိမ်သက်တဲ့တမာတိရပြီလားအနိစ္စကိုမြင်နိုင်တဲ့စွမ်းအင်ပြည့်ပြီလားပြည့်ပြီဆိုရင်ခန္ဓာဘက်ကိုညံလှည့်ကြည့်လိုက်တဲ့ခန္ဓာဘက်ကိုညံလှည့်ကြည့်ဆိုတော့ခန္ဓာကပြောတော့မှာပေါ့ခန္ဓာကပြတော့မှာပေါ့ခန္ဓာကဖြစ်တော့မှာပေါ့တမာရီမြင့်လာပြီးကြီးလာပြီးဆိုရင်တမာရီရဲ့အထက်ကဘယ်သူလာတော့မလဲဆိုရင်ပညာတမာဒိဋ္ဌိနဲ့တမာသင်္ကပ္ပတမာရီပုံမှာပညာဆင့်ပြီးတော့ကြည်မှခန္ဓာရဲ့အနိစ္စကိုမြင်တာတဲ့ခန္ဓာမှာပေါ်လာတဲ့မြတ်အရှုခံတွေတဲ့လာတော့မယ်ခန္ဓာကြီးကယောဂီတို့တရားရှုမှတ်တာ15မိနစ်ကျော်လာပြီဟိုတချို့အရိယာပုဂ္ဂိုလ်ဆိုငြိမ်နေပြီငြိမ်နေတာပဲရင်းသွားတာလည်းမဖြစ်ဘူးရိုင်သွားတာလည်းမဖြစ်ဘူးကိုဖြစ်စဉ်ကိုသိပါတယ်ငြိမ်သက်တဲ့တမာတိလည်းရရောခန္ဓာရဲ့ဖြစ်စဉ်ကိုသိတာပေါ့အရိယာပုဂ္ဂိုလ်ကငြိမ်ပြီးတော့တမာတိလေးကလည်းမယိမ့်မြိုင်ပဲတည်နေပြီဆိုရင်ခန္ဓာကိုယ်တစ်ခုလုံးကဘယ်နေရာမှာဘာပေါ်တန့်ပြီးတော့သိတာပဲကြောလေးကအောင့်နေသလားတန့်သိတာခြေပါလေးကကျင်နေသလားတန့်သိတာသိမှာပေါ့တမာတိကခိုင်းလာတာကိုဘယ်နေရာဘာဖြစ်မရှာဘဲနဲ့ကိုတန့်သိတာရှာစရာလည်းမလိုဘူးလေဝိပဿနာဆိုတော့စောင့်ကြည့်ရတဲ့အလုပ်ကိုခန္ဓာပြသမျှစောင့်ကြည့်လိုက်တာပဲဘလို့စောင့်ကြည့်တယ်လဲဆိုပေါ်ရာကိုစောင့်ကြည့်တာဟိုကတခါတလေလက်ကလေးကထပ်ထားတော့ကျင်းနေတာပဲအဲ့လက်ကလေးကတန့်သိတာပဲကျင်းတဲ့သဘောလေးကိုသိတာဖြစ်တာ
နောက်ကညံနဲ့ကြည့်လိုက်တော့ကျင်တဲ့သဘောလေးရှိန်ကနေမရှိတော့တာပြက်တာပထမအဖြစ်ကိုမြင်လိုက်တာသည်တမာတိအော်မရှိတော့ပါလားဆိုသိလိုက်တာသည်ပညာခါလီကအောင့်နေတယ်အောင့်နေလို့သိလိုက်တာသည်တမာတိအောင့်တဲ့သဘောလေးမရှိတော့ပါလားဒီဟောသိလိုက်တာပညာဩတမာတိဆိုတာကဖြစ်တာပညာနဲ့ကြည့်တော့ပြက်တာမဟုတ်ဆိုတော့ပြောသလိုပေါ့ခန္ဓာကိုယ်တစ်ခုလုံးဟာဘယ်နေရာမှာဘလို့ပဲညံနဲ့စောင့်ကြည့်ကြည့်တဲ့ဖြစ်ပြီးတော့ပြက်နေတာတမာတိဆိုတာအဖြစ်ကိုမြင်တာပညာဆိုတာအပြက်ကိုမြင်တာအဖြစ်ကိုတေချာမြင်ဖို့အတွက်တမာတိကိုခံအောင်လုပ်ခဲ့ရတာပါဟိုဘယ်နေရာပေါ်သိနေတာအဖြစ်တွေပဲဖြစ်ချင်းတရားတွေကအပြက်မှာလမ်းဆုံးနေတဲ့အပြက်ကိုမြင်ဖို့ကြတော့တမာဒိဋ္ဌိနဲ့တမာသင်္ကပ္ပပညာနဲ့ရှင်ပြီးကြည့်ရတာကဲခန္ဓာမှာပေါ်နေပြီတယောက်နဲ့တယောက်တူးကိုမတူဘူးဖောက်ပြန်မှုလည်းမတူဘူးဝေဒနာလည်းမတူဘူးဖြစ်နေတဲ့စိတ်တွေလည်းမတူဘူးစောင့်ကြည့်ဖို့ပဲအရေးကြီးပါတယ်ဖောက်ပြန်တယ်ဆိုတော့ယုတ်တရားပေါ့ခံစားနေတယ်ဆိုတော့ဝေဒနာပေါ့ဖြစ်တိုင်းသိပေနေဆိုတော့စိတ်ပေါ့ဖောက်ပြန်မှုလည်းဖြစ်ပြီးတော့ပြတ်တာပဲနာကျင်မှုဝေဒနာလည်းဖြစ်ပြီးတော့ပြတ်တာပဲနာတာကိုသိလိုက်တဲ့စိတ်တွေလည်းဖြစ်ပြီးတော့ပြတ်တာပဲဩကာယ ानु ပတနာလည်းဖြစ်ပြီးတော့ပြတ်တာပဲဝေဒနာ ानु ပတနာလည်းဖြစ်ပြီးတော့ပြတ်တာပဲစိတ်ဓာ ानु ပတနာလည်းဖြစ်ပြီးတော့ပြတ်တာပဲခုယောဂီရဲ့ကာယခန္ဓာကိုယ်ကြီးကရုပ်အပေါင်းစုကြီးကဖောက်ပြန်နေပြီရှင်းနဲ့စစ်နဲ့ဘူနေပြီကာယေကာယ ानु ပတ္တိဝိဟရတိဖောက်ပြန်တဲ့ခန္ဓာကိုယ်ကြီးကပေါ်နေတဲ့ရှင်းစူးနဲ့ဒါတွေကိုတဲ့ကာယ ानु ပတ္တိအဖန်ဖန်ရှုပြီးတော့ဝိဟရတိနေလိုက်ပါတယ်ခန္ဓာကိုယ်ရုပ်အပေါင်းစုကြီးကပေါ်လာတဲ့ဖောက်ပြန်မှုတွေကိုတဲ့အဆက်မပြတ်ရှုပြီးတော့ကြည်နေပါလို့ပြောတာကဲတချို့ကြတော့ဝေဒနာနာမယ်ကျင်မယ်စူးမယ်အောင့်မယ်တစစ်နဲ့နာလိုက်တာတနှုံနဲ့နာလိုက်တာဝေဒနာတုဝေဒနာ ानु ပတ္တိဝိဟရတိဝေဒနာတုခန္ဓာမှာပေါ်နေတဲ့ကောင်းတယ်ဆိုတဲ့ဝေဒနာဆင်းရဲတဲ့ဆိုတဲ့ဝေဒနာကောင်းမကောင်းဆိုတဲ့ဝေဒနာတွေကိုတဲ့ဝေဒနာ ानु ပတ္တိအဖန်ဖန်အဆက်မပြတ်ဝိဟရတိကြည့်ပြီးတော့နေလိုက်ပါတယ်စိတ်တွေ ानु ပတ္တိဝိဟရတိတဲ့နာရာပါလားသိလိုက်တဲ့စိတ်ကလေးကျင်နာပါလားသိလိုက်တဲ့စိတ်ကလေးအဲ့ဒီစိတ်ကလေးတွေကိုတဲ့အနုပတ္တိအဆက်မပြတ်အဖန်ဖန်ရှုပြီးတော့ဝိဟရတိကြည်နေလိုက်ပါသိနေလိုက်ပါတဲ့ကြည်နေသိနေတော့ဘာပဲတွေ့မလဲဆိုအနေဆာကာယ ानु ပတ္တိဖောက်ပြန်တဲ့ရုပ်တရားကြီးကလည်းဖြစ်ပြီးတော့ပြည့်ဝေဒနာတုဝေဒနာ ानु ပတ္တိကောင်းတယ်ဆိုတဲ့ဒုက္ခဆင်းရဲတယ်ဆိုတဲ့ဒုက္ခကောင်းမကောင်းဆိုတဲ့ဥပေက္ခဝေဒနာတွေကလည်းဖြစ်ပြီးတော့ပြည့်စိတ်တွေ ानु ပတ္တိဘလို့ပေါ်သိနေတဲ့စိတ်ကောင်းတယ်လို့သိတဲ့စိတ်မကောင်းဘူးလို့သိတဲ့စိတ်ဘလို့စိတ်တွေပေါ်လာဖြစ်ပြီးတော့ပြတ်နေပါလားလို့သိပေနေလိုက်ပါပေါ်လာတဲ့မြတ်အနိစ္စရှုတဲ့ဉာဏ်ကမက်ကရုပ်အပေါင်းစုပဲဖြစ်ဝေဒနာအပေါင်းစုပဲဖြစ်သိနေတဲ့စိတ်တွေပဲဖြစ်ပြီးတော့ပြတ်ပါလားလို့ဓမ္မသဘောတွေကိုထည့်လိုက်ပါတယ်ဓမ္မေဓမ္မ ानु ပတ္တိဝိဟရတိတဲ့ခန္ဓာကိုယ်တစ်ခုလုံးကာယဝေဒနာစိတ်ဓာတ်အားလုံးကဖြစ်ပြီးတော့ပြတ်နေတာကြီးပဲတဲ့အကုန်လုံးဟာဓမ္မ ानु ပတ္တနာတဲ့အကျုံးဝင်သွားတာတတိထားပြီးတော့ကြည်ပါဂယုစိုက်ပြီးတော့ကြည်ပါ
စုစိုက်ပြီးတော့ကြည်ပါပညာဦးစီးပြီးတော့ကြည်ပါယောဂီတို့ရှုမှတ်တဲ့အချိန်ကဘာမှမကြပါဘူးတန်ဖိုးရှိရှိအသုံးချပါတန်ဖိုးတိတိအသုံးချပါအခွင့်အရေးဆိုတာနှစ်ခါပြန်မရဘူးတဲ့အခုယောဂီတို့ရှုမှတ်နေတယ်ရှုမှတ်နေတဲ့အချိန်ဟာအကောင်းဆုံးအခွင့်အရေးပဲဒီအခွင့်အရေးကိုအပီးအပြင်းမလွတ်တမ်းသေချာအသုံးချမှခန္ဓာရဲ့အနေဆာကိုဉာဏ်နဲ့ရှင်းအောင်မြင်တာတဲ့ဒီအချိန်လေးမှာအပီးအပြင်းအခွင့်အရေးကိုကောင်းကောင်းအသုံးမချဘူးဆိုရင်ထိုင်နေတဲ့အချိန်ဟာပါဇက်ကလည်းပိတ်ထားသည့်အတွက်အကုသိုလ်မဖြစ်ဘူးတဲ့ဝစီကံခန္ဓာကိုယ်ကလည်းငြိမ်နေသည့်အတွက်အကုသိုလ်မဖြစ်ဘူးတဲ့ကာယကံအခွင့်အရေးကိုကောင်းကောင်းအသုံးမချဘူးဆိုရင်မနောကံဆိုတဲ့စိတ်ကလေးကဘွက်ပေါက်နေတာတဲ့ဝိပဿနာဉာဏ်တော့မဖြစ်ဘူးတဲ့အရိယာပုငြိမ်နေသည့်အတွက်ကာယဝစီမလှုပ်ရှားသည့်အတွက်ကုသိုလ်တော့ရတယ်အခုယောဂီတို့ဝိပဿနာတရားအားထုတ်တယ်ဆိုတာကုသိုလ်ရဖို့မဟုတ်ဘူးနိဗ္ဗာန်ရဖို့အားထုတ်တာပါဇက်ပိဋ္ဌာမှာတော့အတင်းအဖျင်းလည်းပြောစရာမလိုဘူးလေမဟုတ်တဲ့စကားတွေလည်းပြောစရာမလိုတော့ဟောဝစီကံကကုသိုလ်ရတယ်ကာယကံကလည်းလက်ညှိုးနဲ့ဟိုထိုးဒီထိုးဟိုငဲ့ဒီငဲ့ဟိုဆောင်ဒီဆောင်မပြောတော့သူလည်းကုသိုလ်မဖြစ်ဘူးဒါပေမဲ့စိတ်တွေကကနာမငြိမ်ပဲနဲ့ဘွက်ပေါက်နေရင်တော့ထိုင်နေတဲ့အချိန်ဟာကုသိုလ်ပဲရတယ်တဲ့ဘာဝနာဉာဏ်မဖြစ်လို့နိဗ္ဗာန်မရဘူးလို့ပြောတာအဲ့တော့ရရှိတဲ့အခွင့်အရေးကိုကုသိုလ်လေးနဲ့အရှုံးမခံနဲ့တဲ့မိုးကိုစတော်ကြီးပြောသလိုပေါ့ကုသိုလ်ရယုံလောက်တော့ဗျာကိုယ်အိမ်ရှိတပြည့်စည်းလေးထွက်လဲလိုက်ရနေပြီကုသိုလ်တဲ့ဓမ္မရိပ်သာကြီးကိုခင်ဗျားတို့လာစရာမလိုပါဘူးတဲ့ဆရာတော်ကြီးကအဲ့ဒီလောက်ထိသင်ပေးတာအခုခန္ဓာကိုယ်အရိယာပုတ်ကြီးကိုကမ္မထအောင်ပေါ်တင်းပြီးတော့ရှုမှတ်နေတာကကုသိုလ်ရဖို့မဟုတ်ဘူးနိဗ္ဗာန်ရဖို့ဒါလေးကိုသဘောပေါက်ထားပါတတိထားပါတတိမလွတ်ပါစေနဲ့အာယုံတစ်ပါးစိတ်မသွားစေနဲ့ခန္ဓာအပြင်ဘက်ဉာဏ်မထွက်စေနဲ့ခန္ဓာနဲ့ဉာဏ်နဲ့ကပ်နေပါစေခန္ဓာမှာပေါ်လာသမျှအနိစ္စကြီးပဲနောက်ကစောင့်ကြည့်ရမှာကမက်ကပဲခန္ဓာတစ်ချက်ဉာဏ်တစ်ချက်ခန္ဓာတစ်ချက်ဉာဏ်တစ်ချက်ခန္ဓာနဲ့ဉာဏ်နဲ့အစဉ်ကပ်နေပြီဆိုရင်និဝရဏသွားဝင်လာစရာအကြောင်းမရှိတော့ကိလေသာအမြုအမှုန်မှန်သမျှသွားဝင်လာစရာအကြောင်းမရှိတော့ခန္ဓာနဲ့ဉာဏ်နဲ့အစဉ်ကပ်နေတယ်ဆိုတာအဲ့ဒီဝင်လာမဲ့និဝရဏကိလေသာအကြောင်းတရားတွေကိုတတ်နေတာအကြောင်းတတ်တော့အကျိုးသေးတာပေါ့ခန္ဓာတစ်ချက်ဉာဏ်တစ်ချက်အစဉ်ကပ်နေရင်ဟိုအရိယာပုဂ္ဂိုလ်ကငြိမ်ပြီးတော့အချိန်လေးဟာကိုယ်နဲ့မဆိုင်သလိုပဲခန္ဓာကိုယ်ကိုကြည့်ရရှုရတာဩအနေဆာအနေဆာအနေဆာဩအနေဆာအနေဆာအနေဆာဆိုအချက်ပေါင်းများစွာမြင်တော့ဥရိယပုဂ္ဂိုလ်ကလည်းငြိမ်လို့ခန္ဓာထဲမှာတရားတွေ့နေတာကိုခန္ဓာထဲမှာတရားတွေ့နေတဲ့ပုဂ္ဂိုလ်ကအရိယပုဂ္ဂိုလ်ကငြိမ်ပြီးတော့ဝမ်းသာတယ်ပီတိတွေဖြစ်တယ်သောမနတတွေဖြစ်တယ်ဩတို့ဒီလိုခန္ဓာရဲ့အနိစ္စအပြတ်တွေကိုတခါမှမတွေ့ဘူးဝိပဿနာရဲ့အကျိုးဘလောက်များတယ်လဲဆိုရင်မိမိရဲ့ခန္ဓာနိစ္စကိုမြင်တိုင်းမြင်တိုင်းဒီခန္ဓာကိုကြည်လဲမုန်းလာတယ်ယွန်လာတယ်ညှင်းငွေ့လာတယ်
ဘာလို့ခန္ဓာကိုယ်ကြီးကိုမုံတာယွန်းတာညှိငွေ့တာဖြစ်တယ်လဲဆိုရင်အနိစ္စအပြက်တွေကိုအမှန်မြင်လို့ဖြစ်လိုက်ပြက်လိုက်မွေးလိုက်သေလိုက်ခန္ဓာကြီးကလေဖြစ်လိုက်ပြက်လိုက်မွေးလိုက်သေလိုက်ဩခန္ဓာကြီးကမွေးလိုက်သေလိုက်ဖြစ်လိုက်ပြက်လိုက်မွေးလိုက်သေလိုက်ဖြစ်လိုက်ပြက်လိုက်နဲ့အဲ့ဒီမွေးလိုက်သေလိုက်ဖြစ်လိုက်ပြက်လိုက်တွေကိုအမှန်မြင်သွားတာစာလို့ပြောတော့ယထာဘူတဉာဏ်ပေါ့အမှန်မြင်သွားတော့ယုံစရာကောင်းတဲ့ခန္ဓာမုန်းစရာကောင်းတဲ့ခန္ဓာညှိငွေ့စရာကောင်းတဲ့ခန္ဓာဆိုပြီးတော့ဖြစ်လာတာစာလို့ပြောရင်နိဗ္ဗိဒဉာဏ်ပေါ့ဖြစ်ပျက်တွေလည်းမြင်ပြီဖြစ်ပျက်တွေလည်းယုံမုန်းပြီဆိုတော့ဒီလိုခန္ဓာမျိုးမလိုချင်တော့ဘူးဒီလိုခန္ဓာမျိုးဆိုတာကဗျာမခန္ဓာနတ်ခန္ဓာလူခန္ဓာဒုက္ခခန္ဓာကိုပြောတာဗျာမခန္ဓာပဲဖြစ်ဖြစ်နတ်ခန္ဓာပဲဖြစ်ဖြစ်လူခန္ဓာပဲဖြစ်ဖြစ်တစ်လုံးနဲ့ပြောရင်ဒုက္ခခန္ဓာပဲအဲ့ဒီဒုက္ခခန္ဓာကြီးမလိုချင်တော့ဘူးဆိုတော့ဆုံးအောင်ရှုတာဆုံးအောင်ရှုတာစာလို့ပြောတော့မဉဏ်ပဲပထမမြင်မယ်ဖြစ်ပျက်တွေကိုအမှန်မြင်တော့ယထာဘူတဉာဏ်ဖြစ်ပျက်တွေကိုယုံမုန်းတော့နိဗ္ဗိဒဉာဏ်အဲ့ဒီဖြစ်ပျက်တွေကိုမလိုချင်လို့ဆုံးအောင်ရှုတော့မဉဏ်ဖြစ်ပျက်တွေကိုမလိုချင်လို့ဆုံးအောင်လဲရှုရောဓမ္မဝါစာဓမ္မကမ္မန္တဓမ္မအာဇီဝသီလမဂ်ခင်၃ပါးဝင်တော့တာပဲဝင်မှာပေါ့သစ္စာ၄ချက်စိုက်သွားတာကိုအဲ့ဒီမှာမဂ်ခင်၈ပါးပြည့်သွားတာပဲလောကုတ္တရာမဂ်ခင်၈ပါးနိဗ္ဗာန်ရောက်ကြောင်းတရားတဲ့အဲ့ဒီမှာပထမသောတာပန်နိဗ္ဗာန်မျက်မှောက်ပြုတော့တာပဲတတိထားကြည့်ပါတတိမလွတ်ပါစေနဲ့ချိန်နဲ့ငယ်တွင်းမှာတရားချပါမယ်တရားချတဲ့အခါမှာတရားချခြင်းနဲ့စိတ်ကလေးကနန္တရားတရားချဖို့ပြင်လိုက်မှာကရုပ်တရားအချိန်စိတ်ပြီးတဲ့တရားချတော့မယ်တဲ့တိလဲတိတယ်ကြားလဲကြားတယ်တချို့ဆိုရှုလို့မှတ်လို့ကောင်းနေပြီနှလုံးသွင်းလို့ကောင်းနေပြီမတူဘူးနော်ဟိုတရားချတော့မှာဒီမှာခန္ဓာကိုယ်ဉာဏ်နဲ့ရှုလို့မှတ်လို့ကောင်းနေပြီတစ်ချိန်နဲ့တစ်ချိန်အောင်မတူဘူးတတိထားပေးပါယုံနာတစ်ခုကိုဉာဏ်တစ်ခုနဲ့ဆင်ခြင်ပြီးယောဂီအားလုံးအချိန်စေပြီးမှုတရားချလို့ရပါပြီတရားချတဲ့အခါမှာခန္ဓာကိုယ်အရိယာပုဂ္ဂိုလ်ဖြည်းဖြည်းလေးလှုပ်ပါဖြည်းဖြည်းလေးဖြုတ်ပါယောဂီအားလုံးအချိန်စေပြီးမှုတရားချလို့ရပါပြီ